Hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ Helena က YouTube ဗီဒီယိုတွေတင်တဲ့အခါမှာဗီဒီယိုမျက်နှာဖုံး cover YouTube ဗီဒီယို theft နေ့ကိုဘယ်လိုလုပ်ရလဲဆိုတာကိုပြောပြပေးမှာပဲဖြစ်ပါတယ်။တကယ်တော့အဲ့ YouTube ဗီဒီယိုမျက်နှာဖုံးလုံးကြီးက Helena ကိုမေးမိကြတဲ့သူတွေရှိတယ်။သူတို့တွေမေးထားကြတော်တော်လေးတော့ကြာပါပြီ။ဒါပေမဲ့အဲ့တုန်းကကြာတော့ဒီ YouTube ဗီဒီယိုမျက်နှာဖုံးလုံးကြီးဆိုပြီးတော့စာရိုက်ပြီးတော့ကြာတော့တရားကြီးကစာရိုက်ပြီးရှင်းပြလို့ကြာလည်းအဆင်မပြေဘူး။ဗီဒီယိုလုပ်ဖို့ကြာလည်းအချိန်မရတော့ Helena လည်းဘာပြန်ဖြေလို့ဖြေရမှမသိရနဲ့အဲ့တုန်းကတော့အသေးလေးပဲပေးခဲ့တာပါ။အဲ့ဒီနောက်ပိုင်းကြာတော့လေနောက်ထပ် comment အသစ်တွေတစ်ခုပြီးတစ်ခုတက်လာတယ်ပြီးတော့မေးတဲ့သူရလည်းဟိုဗီဒီယိုကတယောက်စာနှစ်ယောက်စာဒီဗီဒီယိုကတယောက်စာနှစ်ယောက်စာဆိုတော့ကြာတော့သူတွေမေးထားလဲဆိုတာကို Helena လည်းမမှတ်မိတော့လို့ပါဒါပေမဲ့အခုတော့ဘယ်လိုလုပ်ရမလဲဆိုတာကိုပြောပြလိုက်ပါပြီထောစံတိုင်းမဲ့ YouTube မှာဗီဒီယိုတင်မှုဆိုပြီးတော့ YouTube မှာဒီဗီဒီယိုတင်တဲ့နေရာကိုနှိပ်လိုက်မယ်ဥပမာဒီဗီဒီယိုကိုတင်မယ်ပဲထားလိုက်ပါတော့เนาะအဲ့ဒါဆိုနှိပ်မဲ့ဗီဒီယိုလေးကိုထောက်လိုက်ပြီးပြီးရင် next ကိုသွားမယ် line ကတော့မကောင်းဘူးပေါ့နော်အဲ့ဒီမှာဒီဗီဒီယိုရဲ့အထောင်ဆုံးလေးကခဲရန်ပုံလေးကိုတွားပြီးနှိပ်ရမှာပါအဲ့ဒီထဲကနေပြီးတော့ YouTube ကိုကြိုက်တဲ့ပုံကိုဗီဒီယိုမျက်နှာဖုံးအနေနဲ့တင်လို့ရပါတယ်ဒါပေမဲ့အဲ့ဥစားလေးကိုနှိပ်မယ်ဆိုအရင်ဆုံး verification လုပ်ရမှာပါအဲ့ဒီ verify ဆိုတဲ့ဟာလေးကိုအရင်ဆုံးအတည်ပြုရမယ်ဒီဥစားလေးကိုအရင်အတည်ပြုပြီးမှဒီလိုဖုန်းနံပါတ် verification ဆိုတာဘယ်လိုမျိုးလဲဆိုတော့အရင်ဆုံး United States ဆိုပြီးဖြစ်နေတဲ့နေရာမှာကိုယ့်ရဲ့နိုင်ငံကမြန်မာနိုင်ငံဖြစ်တဲ့အတွက်မြန်မာဆိုတဲ့ဟာလေးကိုရှာပြီးမြန်မာ location တွေကိုပြောင်းလို့ပြီးသွားပြီဆိုရင်ကြတော့အဲ့ဒီက phone number ဆိုတဲ့နေရာမှာကိုယ့်ရဲ့ phone number ထည့်လို့ပြီးသွားပြီဆိုရင်ကြတော့သူက verification code ကို message ကနေပြီးတော့ကြာလာမှာလားဒါမှမဟုတ်ဖုန်းခေါ်ပြီးတော့လှမ်းပြီးပြောမှာလားဆိုတာရှိပါတယ်ကိုက message ကနေပြီးတော့သူ verification code ကို message နဲ့ပို့တာကိုလိုချင် text me ဖုန်းခေါ်ပြီးအဲ့လိုမဟုတ်ဘဲနဲ့ဖုန်းခေါ်ကနေဖုန်းခေါ်ပြီးတော့ code နံပါတ်ကိုပြောပြတာလိုစီချင်း call me ဆိုတာလေးနှိပ်ရမှာပါအဲ့ဒါပြီးတော့ကျတော့ तू ကအဲ့ဒီကုတ်နံပါတ်ကိုဥပမာ message ကနေဖြစ်ဖြစ်ကြာလာလိမ့်မယ်အဲ့ဒီကြာလာတဲ့ကုတ်နံပါတ်ကိုဒီ collect ကလေးတွေပေးထားလိမ့်မယ်ပေါ့တော့ဖြည့်ရမယ်နေရာအဲ့ဒီနေရာလေးမှာကုတ်နံပါတ်အမှန်တိုင်းရိုက်ထည့်ပေးရမှာပါသူပြောထားတဲ့နေရာမှာကုတ်နံပါတ်အမှန်ကိုရိုက်ထည့်လို့ပြီးသွားဆိုတော့ verification လုပ်တာအောင်မြင်သွားပါပြီ verification လုပ်လို့ပြီးသွားပြီဆိုရင်ကျတော့နောက်ထပ်ဗီဒီယိုတွေဘယ်လိုပဲတင်စောနာပြောပြတဲ့ခဲတံလေးဆိုတဲ့နေရာနှိပ်လိုက်ပြီးတော့အဲ့မှာဒီ Helena ကိုလာပြီးတော့မေးကြတာကြတော့ TV ဘယ်လိုကြည့်လဲ Sakura Game နဲ့မှာ TV ဘယ်လိုကြည့်လဲဆိုတာပဲဖြစ်ပါတယ်တကယ်တမ်းကကြတော့ Sakura School Simulator ကဘယ်နိုင်ငံကဘယ်ဘားရှင်းမှာပဲဖြစ်ဖြစ်ဟိုးရင်ခံတဲ့အခု update တွေဒီ TV ကလုံးဝကြည့်လို့မရပါဘူး TV ကြည့်ရဟာကိုသူတို့ကုမ္ပဏီကထည့်ပေးမထားပါဘူးဒါဆို Helena ရဲ့ဗီဒီယိုထဲမှာဘယ်လို TV ကြည့်နေရလဲဆိုတော့တကယ်တော့အဲ့ဒါတကယ် TV ကြည့်နေရမျိုးမဟုတ်ပါဘူး Gallery ထဲက Helena ကိုကြိုက်တဲ့ဗီဒီယိုကိုပဲခိုင်း master ထဲမှာဖြန့်ညက်ကပ်ပြီးတော့ TV ကြည့်တယ်လို့ပုံစံမျိုးနီးစက်စောတူအောင်လို့ edit ယူထားတာပဲဖြစ်ပါတယ်ဒီပေါ့နော် future မျက်နှာဖုံးလုံးနေလေးရတဲ့တက်သစ်စာ YouTuber တွေအတွက်တော့ဝင်မယ်လို့ထင်ပါတယ်ပေါ့နော်ပြီးတော့ Helena ကလည်းနောက်ကြရင်ပေါ့နော်ဒီလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ future ဒီပေးပါလို့ subscribe ကလေးလည်းလုပ်ပေးကြပေါ့နော်အင်းတော့ comment နဲ့မေးထားဖို့လူတွေလည်းသိရအောင်လို့အားလုံးလည်းကူညီပံ့ပိုးပေးကြပါအောင်နော်ဒါဆိုရင် bye bye